ကဲဒီနေ့တော့ဘာကိုရာဒီဝါများအကြောင်းကိုဒုတိယပိုင်းအနေနဲ့ဆက်ပြီးတော့ပြောပြပေးတော့ပါမယ်။ကံရာဒီဝါတွေကခန်းစားချက်ကိုထုံမပြတတ်တဲ့လူတွေဖြစ်တယ်။သူတို့ထုတ်ပြလိုက်တဲ့အရာမှန်သမျှက90%လောင်းကအတုအယောင်တွေများကြတယ်။သူတို့ရဲ့ပုံစံအစစ်မှန်ကိုဘယ်ချိန်မှမြင်ရနိုင်လဲဆိုလို့ရှိရင်သူတို့စိတ်လုံခြုံတဲ့အချိန်မှာမြင်ရနိုင်တယ်။ခင်ဗျားနဲ့အတူရှိနေတဲ့အချိန်တွေမှာကံရာဒီဝါတယောက်ကအရန်ကိုအတစ်ဖြစ်နေပြီးတော့ပေါ့ပေါ့ပါပါဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါကသူတို့စိတ်လုံခြုံပြီးတော့ခင်ဗျားကိုခင်မင်လို့ပဲဖြစ်တယ်။ကံရာဒီဝါတယောက်ရဲ့ပေါ့ပါတွက်လက်ပြီးအတစ်ဖြစ်နေတဲ့ပုံစံကိုအခုခင်ယုံအခုမြင်ယုံနဲ့ခင်ဗျားကမြင်တွေ့နိုင်အောင်မဟုတ်ပါဘူး။ New table ဆိုင်မှုအာယုံအရန်များပြီးညင်းငွေလဲလွယ်တက်ကြပါတယ်။ချက်ထူညအရန်ကောင်းပြီးတိလွယ်တက်လွယ်တက်ကြလို့အကြောင်းအရာတစ်ခုပေါ်သူတို့အားလုံးနားလေသဘောပေါက်သွားပြီဆိုလို့ရှိရင်ညင်းငွေသွားတက်ကြပါတယ်။ emotion ပိုင်းမှာအရန် strong ဖြစ်ကြတာမို့သူတို့နဲ့ mind game ရှင်ဆော့လို့ရတဲ့လူတွေကိုသဘောကျတတ်ကြပါတယ်။ Virgo တွေဆိုတာက mind game ဆော့ကြလူမရှိရင်သူတို့စိတ်နဲ့သူတို့ပြန်ပြီးတော့ mind game ဆော့တင်ကြတဲ့လူတွေဖြစ်ကြပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်နေ့မှပတ်ထရီလေးကိုဆက်ပြီးတော့ပြောပြပေးပါမယ်။သဘောကျကြနှစ်တက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account နဲ့ YouTube channel ကို follow ထားလို့ရပါတယ်။